အားလုံးပဲမင်္ဂလာပါ Behind the Scenes Arsenal နေကြိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒါ Chelsea 1-1 Arsenal ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက် analysis video လေးပြုလုပ်ပေးသွားချင်ပါတယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါနှစ်ဖက်ပရိသတ်တွေအားလုံးကတော့ဘယ်သူမှကျင်းနေကြလိမ့်မယ်မထင်ဘူးဒါ Chelsea အနေနဲ့လည်းအနိုင်မရရှိတာကြာရဖြစ်တဲ့ Arsenal အသင်းကိုအနိုင်ရဖို့အတွက်ရောဒီအပြင်ဒါနှစ်သင်းကြားအမှတ်ကွာမှုကိုဒါချွတ်ချဖို့အတွက်ရောဒါ Arsenal အသင်းရဲ့ဒါခြေစွမ်းတစ်ပိုင်းကြာဆင်းနေတဲ့အနေအထားမှာ Chelsea ကလည်းတကယ်အကောင်းဆုံးပုံစံပြနေတဲ့အနေအထားမျိုးမှာအခွင့်အရေးကောင်းဒါရခဲ့ပါလျက်နဲ့ဒါမထင်မှတ်တဲ့အမှားလေးတစ်ခုကလေလူတယောက်ရုပ်ပြီးတော့ဒါအခွင့်အရေးကောင်းကိုဆုံးရှုံးခဲ့ရတယ်အာဆင်နယ်အနေနဲ့ကလည်းဒါကိုအသင်းကဒါခြေစွမ်းမပြနိုင်ခဲ့သည့်အတိုင်းဒါ Chelsea အသင်းရဲ့အမှားကနေလူတယောက်တာနဲ့ကစားခဲ့ရပေမဲ့ဒီအမှားကိုဒါအမိအယမဆုတ်ကင်နိုင်ခဲ့တော့တွေ့ရတယ်ဒါကြောင့်မို့လို့ဒါနှစ်ဖက်ပရိသတ်အားလုံးကတော့ဒီရလက်ကိုဘယ်သူမှကျင်းနေကြမှာမဟုတ်ဘူးဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ဒါကျွန်တော်ကဒါအာဆင်နယ်ပရိသတ်ဖြစ်တဲ့အတွက်အာဆင်နယ် point of view ကနေအာဆင်နယ်အသင်းအနေနဲ့ဒီ Chelsea နဲ့ပွဲစဉ်မှာဘာကြောင့်မို့လို့ကျွန်တော်ထင်ထားတဲ့ကိုဒါခြေစွမ်းကအရန်ကိုဆိုးရွားခဲ့ရလဲအထူးသဖြင့်ဒီရာသီမှာဆိုရင်ဒီလိုမျိုးဒါအဆိုးရွားဆုံးခြေစွမ်းလို့ပြောရတဲ့အထီကိုအာဆင်နယ်ဘာကြောင့်မို့ဖြစ်သွားခဲ့ရလဲဆိုတာကိုဒီဗီဒီယိုထဲမှာ analysis အသေးစိတ်ပြုလုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးပြောချင်တာကတော့ဒါအာဆင်နယ်အသင်းရဲ့ဒါလူစင်းကြောင့်မို့ပေါ့နော်အထူးသဖြင့်ဒါဝီလီယမ်ဆာလီဘာလိုတကယ်အဓိကကစားသမားမျိုးဒါပွဲကန်ကြီးကြမှာလွဲချော်ခဲ့ရတဲ့အတွက်ဒါအာတီတာရဲ့ပလန်တွေကဘယ်လိုမျိုးတွေကမောက်ကမဖြစ်သွားမလဲဆိုတာဒါအားလုံးစဉ်းစားကြည့်ုံနဲ့ရတယ်ဆိုတော့ဒါဝီလီယမ်ဆာလီဘာနေရာမှာကစားတဲ့ဒါမော်စကွေယာဆိုတာလည်းအရင်ဒါမဆိုးဘူးဆိုရင်မဲ့ဒီပွဲစဉ်မှာဘယ်လောက်ထိကိုဒါဒီဝီလီယမ်ဆာလီဘာရဲ့ impact နဲ့တော်တော်လေးကွာသွားလေးဆိုတာကိုကျွန်တော်ခဏနေဒါပုံလေးနဲ့ရှင်းထုတ်ပြီးတော့ဒါပြပြပေးသွားမယ်နောက်တစ်ချက်ကတော့ဒါအာတီတာရဲ့လူစင်းလူထုတ်ပုံပေါ့နော်ကျွန်တော်ဒီပွဲစဉ်မတိုင်ခင်မှာကျွန်တော်ပြောခဲ့တယ်အာတီတာအနေနဲ့တခြားလူစင်းတွေကတော့ဘာမှပြောစရာတိတ်မရှိပေမဲ့ဒီပွဲစဉ်မှာအက်ဇီးနဲ့ OD ကဘယ်သူ့ကိုထုတ်တင်လဲထုတ်ရမလဲဆိုတဲ့အပိုင်းကိုကျွန်တော်ဆွေးနွေးခဲ့တယ်ကျွန်တော်ကတော့ဒါ Chelsea နဲ့တွေ့တဲ့ပွဲစဉ်မှာဆိုရင် Chelsea အသင်းကဒါဘေးတက်တည်တဲ့အတွက်ဘေးတက်တည်တဲ့နေရာမှာလေအမှားလေးတချို့ဒီဒါပေါ်တဲ့အတွက်ဒီအက်ဇီးထက်စာရင်ဒီ present ကိုပို့ပြီးကောင်းကောင်းလုပ်နိုင်တဲ့ဒါ present trigger ဟိုကောင်းကောင်းနားလေတဲ့ OD ကလိုမျိုးကစားသမားမျိုးကပဲပိုတင်တော်မယ်လို့ကျွန်တော်တွေးခဲ့တယ်ဒီအပြင်ဒီဘိုင်းနေမဟုတ်ဘူးကျွန်တော်ဒါ Arsenal ကဒါဘိုင်ယန်မြူနစ်နဲ့ပွဲမှာဒါဘိုင်ယန်မြူနစ်ရဲ့ဒါဘေးတက် play ဘိုင်ယန်မြူနစ်ကဘောလုံးရှင်ကစားတာကို Arsenal ကတိတ်မရှင်နိုင်တဲ့အတွက်ဘိုင်ယန်ကိုဘောလုံးပေးကင်ပြီးတော့ဒါ AACC ကိုကဘောလုံးရတဲ့အနေထားကြမှာဒါပြန်ပြီးတော့တိုက်စစ်ဆင်ပေမဲ့ Chelsea နဲ့ပွဲမှာတော့ Chelsea အသင်းကိုကျွန်တော်တို့ကဘောလုံးကို control လုပ်ပြီးတော့ကိုယ်ခြေတွေကိုဘောလုံးထားပြီးတော့ကစားမဲ့အနေထားမျိုးကျွန်တော်ရှိခဲ့တယ်အဲ့လိုရှိမယ်ဆိုရင်ဒီ Azee ထက်ဆိုင် OD ကအများကြီးပိုတင်တော်ခဲ့တယ် Azee အနေနဲ့ကတကယ်ဒါ key movement တွေတကယ် magic movement တွေမှာဂိုးပေါင်ပတ်သက်မှုတွေဂိုးသွင်းတာတွေဒီလိုမျိုးတွေသူလုံကောင်းလုပ်နိုင်ပေမဲ့ပိုကောင်းနိုင်ပေမဲ့တကယ်ဘောလုံးပွဲတစ်ခုလုံးကိုဘောလုံး control လုပ်ပြီးတော့ဒါနောက်ကိုလည်းဘောလုံးဆင်းယူတယ် carry လုပ်တယ်ပြင် distribution တွေလုပ်တဲ့နေရာမှာတော့ OD ကကိုတော့မှီသေးရမဟုတ်ဘူးဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ OD ကကိုပို့ပြီးတော့ Azee ထက်ပိုမြင်ခဲ့တယ်အကယ်၍များ Azee ကိုလည်းအတရာနဲ့ထည့်ကျင်နေဆိုရင်မာတင်နယ်လီရဲ့နေရာမှာထင်ပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုရင်ဒီပွဲစဉ်မှာဒါဒီကလာဖီယိုတွေကဒီမာတင်နယ်လီကိုရှေ့ကိုတက်ပြီးတော့ပန်ဖိုးတဲ့စာရင်ဒါအက်စတာဘောင်းကိုမလွတ်အောင်နောက်မှာပဲထိနေရတဲ့အတွက်မာတင်နယ်လီကတီးတန့်ကြီး isolate ဖြစ်နေတယ်ဒီအပြင်ဒါ left number 8မှာကစားတဲ့ box to box ကစားတဲ့ Declan Rice ကဆိုရင်လည်းဒါခံစင်းနှစ်ဦးကဟင်ကပီယာနဲ့ဒီမော်စကွေယာဖြစ်နေတဲ့အတွက်အရင်တော့လိုမျိုးလွတ်လွတ်လပ်သူမလိုက်နိုင်ပဲနဲ့နောက်တန်းကိုပဲပို့ပြီးတော့ဒါကူညီနေရတာတွေ့ရဒါကြောင့်မို့လို့ဒီမာတင်နယ်လီက isolate တယောက်တည်းပဲဆိုကြမာတင်နယ်လီကိုကစားမမျိုးကတယောက်တည်းဖြစ်ရင်ဘာမှမလုပ်တတ်တာကျွန်တော်ကြည့်တဲ့လူတိုင်းအားလုံးသိတယ်ဆိုကြအဲ့လိုမျိုးသာအနေထားမှာဖြစ်မယ်ဆိုရင်တော့ Azee ကိုကထဲကျင်တပါဆိုရင်တယောက်တည်းလေးအေးစစ်စစ်လုံနိုင်တဲ့ဖန်တီးနိုင်တဲ့ Azee ကိုမာတင်နယ်လီနေရာမှာအစိုးကြီးထည့်ပြီးတော့ကွင်းလင်မှာတော့ OD ကကိုထည့်ခဲ့တင်တယ်လို့ကျွန်တော်တို့လည်းမြင်တယ်ဒါတော့အာတီတာရဲ့ဒါလူရှင်းဒါထုတ်ပုံအနည်းငယ်တော့ဒါမှားရသားလို့ကျွန်တော်ခံစားမိတယ်ဒါကိုလည်းကျွန်တော်ပုံထဲမှာနောက်ပြီးရင်ဒါထပ်ပြီးပြသွားမယ်ဆိုကြတော့ပထမဆုံးအနေနဲ့ခုနစကားကိုပြန်ဆက်ရရင်ဆာလီဘာနဲ့ဟင်ကပ်မော်စကွေယာဘာတွေကွာသွားလဲဆိုတော့အခုဒီပုံကိုကြည့်မယ်ဆိုရင်ဒါဆာလီဘာဒါကျွန်တော်ပြီးခဲ့တဲ့ဒါမြောက်လန်နဲ့ထားပြီးစပါးနဲ့ပွဲစဉ်ကပုံတစ်ပုံပေါ့နော်ဟောဒီနေရာမှာအာဆင်နယ်ဘေးတက်မှာဆာလီဘာဘောလုံးရတယ်ဘောလုံးရတဲ့အနေထားမှာဆာလီဘာမှာဒီ option ကတစ်ခုပဲရှိတယ်လူပေးမယ်ဆိုရင်ရှေ့မှာတင်ပါလည်းမလုပ်ဘူးစာကိုင်းပြေးလမ်းကြောင်းကလည်းပိတ်နေတယ်အဲ့အတွက်သူလူပေးမယ်ဆိုရင်နောက်ကဟင်ကပီယာကိုပြန်ပေးမှာပဲဖြစ်မယ် ACC ပေးလိုက်လို့ရတယ်ဒါပေမဲ့ဆာလီဘာနေနဲ့ကိုကဘေးတက်တယ်ပြီးတော့ progress လုပ်ချင်တာဖြစ်တဲ့အတွက်သူ့ရဲ့စိတ်ထဲမှာတော့တိုက်စစ်ကိုပို့ပြီးပေးဖို့ဒါတိုက်စစ်ဖော်ဆောင်မှုပဲဆရာထက်တန်နေတဲ့အတွက်နောက်ကိုပြန်ပြီးတော့ဆိုင်သူ့အနေနဲ့ရှေ့ကိုပဲပေးဖို့အတွက်တက်နိုင်တော့စူးစမ်းကြည့်ခဲ့တယ်စူးစမ်းကြည့်ရင်လည်းပဲဘောလုံးကိုတစ်ချက်ထိန်းပြီးတော့ကြော်လိုက်တဲ့အတွက်နေရာပေါ်လာတယ်စာကာပေါ်လာတယ်အမှစာကာကိုပေးရနေဒီအလုံးကနေအာဆင်နယ်ရဲ့ပထမဦးဆောင်ကိုဖြစ်တဲ့ဒါ Trossard ရဲ့ပထမဦးဆောင်ကိုဒါဖြစ်တည်စေခဲ့တယ်လို့ပြောလို့ရတယ်နောက်တစ်ပုံမှာဆိုရင်လည်းဆာလီဘာဘောလုံးရတယ် space အကျယ်ကြီးပဲသူတန်းပြီးမပေးလိုက်ဘူးသူကျယ်တဲ့ space အထီကိုသူဆွဲနိုင်တော့ဆွဲပြေးသွားတယ်နောက်ဆုံးမဖြစ်နိုင်တဲ့အနေအထားမျိုးမှာဒါ timing guide ရှေ့ကဒါဇူမီမန်ဒီနဲ့ဒါတင်ပါရဲ့ပြည်လန်းချောင်းတွေကိုဒါမှတင်ပေးလိုက်ရင်းနဲ့ဒီအလုံးကနေပဲ
အာဆင်နယ်ရဲ့ဒုတိယဦးဆောင်ကိုဖြစ်တဲ့ဒီ SC ရဲ့ဦးဆောင်ကိုသွင်းနိုင်ခဲ့တာဖြစ်တယ်ဒါဆာလီဘာရဲ့ဒါပုံစံတူအနေထားချုပ်ဒီလိုမျိုးအနေထားချုပ်ကိုဒါပုံစံတူအနေနဲ့မော်စကွေယာအနေနဲ့ချက်စီနဲ့ပွဲစဉ်မှာရခဲ့တယ်ဆိုတော့ဒီပုံစံမှာကြည့်မယ်ဆိုရင်မော်စကွေယာ speed အခြေကြီးပဲအဲ့အနေထားကိုဒီဘက်ကလှမ်းပြီးတော့တင်ပေးလိုက်တယ်ဒါပေမဲ့မော်စကွေယာဘောလုံးထင်းထင်းမတည်တတ်တဲ့အတွက်ဘောလုံးကမြောက်ပြီးတော့ဖြိုဖျဲဖြစ်ပြီးတော့ဘောလုံးပြန်ပြတ်သွားတယ်ဒါတစ်ချိန်တော့ဒီအချိန်မှာဆိုရင်လည်းရိုင်ယာမော်စကွေယာကိုပေးတယ်မော်စကွေယာအနေနဲ့ speed ကအကျယ်ကြီးပဲကွင်းလေကိုနောက်ကိုလှည့်ပြီးတော့ဆွဲထွက်သွားလို့ရတယ်အကျယ်ကြီးပဲအေးအေးဆွဲတက်သွားတေချာပေါက်ဆာလီပါဆိုလိုမျိုးဆွဲတက်သွားကျွန်တော်အမြဲတမ်းမြင်ခဲ့ရတယ်တကယ်လို့ကိုကဆွဲမတက်နိုင်ဘူးဆိုရင်တောင်မှနီးစက်ဆုံးဖြစ်တဲ့ဇူဝီမန်ဒီကိုပေးလိုက်ရင်တောင်မှမဆိုးသေးဘူးလို့ပြောလို့ရတဲ့အနေအထားမျိုးဒါပေမဲ့မော်စကွေယာနဲ့ဖာကိုပေးလိုက်လေဆိုရင်ဒီပုံထဲမှာတော့မပါသေးတဲ့ဟင်ကာပေရောက်သွားပေးလိုက်တယ်ဆိုကြတော့ကိုကအခွင့်အရေးကလူပေးလို့လည်းအေးဆေးရတယ်ရှေ့လေဆွဲတက်ဖို့ progress လုပ်ဖို့အခွင့်အရေးရတဲ့အနေအထားမှာဘာမှအလုံးမဖြစ်နိုင်တဲ့အတိတ်ပဲမရှိတဲ့နောက်ကိုရဲ့နောက်ဆုံးပိတ်ချီးစီးကဒီဟင်ကာပေရောက်သွားပေးလိုက်တယ်ဆိုကြဒီအာဆင်နယ်ရဲ့ဘေးတက်ကဘာတိတ်ပဲရှိတော့မှလဲဘာမှ progress မဖြစ်တော့အဲ့အတွက်ဟင်ကာပေကနေရိုင်ယာကိုပြန်ပေးလိုက်တယ်ရိုင်ယာအနေနဲ့ထပ်ပြီးတော့အခွင့်အရေးထပ်ပေးတယ်မော်စကွေယာနဲ့ခုနကသူ့ရဲ့ဆုံးဖြတ်ချက်အမှားကိုထပ်ပြီးပြင်ဆင်နိုင်ခွင့်ရခဲ့ပါလျက်နဲ့ဒီချိန်မှာလည်းပုံစံတူပဲရှုပ်ပြေးထွက်သွားမလားဇူမန်လိုပေးမလားဒါပေမဲ့မော်စကွေယာထပ်ပြီးတော့ပဲဟင်ကာပေယာကိုနောက်ဆုံးလိုက်ဟင်ကာပေယာကိုထပ်ပေးပြန်တယ်ဆိုကြနောက်တစ်ချိန်မှာတော့ရိုင်ယာအနေနဲ့ဒီလိုမျိုးခွင့်ရထည့်ရပေးမယ်မော်စကွေယာကိုမပေးတော့ဘူးရှေ့ပဲတက်ငင်လိုက်တော့တယ်ဒီ Declarize ကိုလည်းကြည့်နိုင်တယ်ကျွန်တော်တို့ဒီမော်စကွေယာကိုပေးလို့ရတဲ့နဲ့ဒါဘာလို့မပေးလဲဆိုပြီးလက်မြောက်နေတဲ့ပုံစံပြောနေတဲ့ပုံစံမြင်နိုင်တယ်ဒါပေမဲ့ရိုင်ယာပေးလေဘာတက်နိုင်တော့မှလဲမော်စကွေယာဒီတိုင်းပဲထပ်ပေးနေတဲ့အတွက်ဘာမှအလုံးဖြစ်တဲ့အဆုံးဒါရိုင်ယာကန်ဒီလက်ကလည်းမမားဘူးလို့ပြောလို့ရတယ်ဆိုကြဒါကဒါမော်စကွေယာနဲ့ဆာလီဘာရဲ့အဓိကကွာခြားချက်ဒါကြောင့်မို့လို့အာဆင်နယ်နဲ့ချက်စီနဲ့ပွဲစဉ်မှာတကယ်အာဆင်နယ်ရဲ့ဒီလိုမျိုးဘေးတဲ့နောက်တန်းဘေးတဲ့ play ကနေတဆင့်ချင်း progress လုပ်ပြီးတော့တိုက်စစ်ကိုပုံဖော်နေတဲ့အလုံးကျွန်တော်တစ်ချိန်တစ်ခါမှကိုမမြင်တွေ့ခဲ့ရတာဖြစ်တယ်ဒီလူတယောက်အထုပ်မခံရခင်အချိန်အထိပေါ့နော်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကတော့ခုနပြောခဲ့တဲ့ SC နဲ့ OD ကကွာတဲ့အနေထားဆိုတော့ဒီပုံမှာကြည့်မယ်ဆိုရင်ဒါချက်စီရဲ့ဘေးတဲ့ play တင်နေတဲ့အချိန်အဲ့အချိန်မှာ SC အနေနဲ့သူ့ရှေ့မှာရှိတဲ့Moses ကန်စီလိုတွားခဲ့ရမယ့်အနေအထားမျိုးဒီကြောင့်ကန်စီလိုဟိုဘက်ကိုတွားနေပြီကန်စီလိုလှုပ်ပေးထားမယ်ဆိုရင်ကန်စီလိုဘောလုံးပေးမယ်ဆိုတာအားလုံးသိတယ်ကန်စီလိုအဓိကအသက်ပဲချက်စီပေးတယ်မှာဆိုရင်လည်းတိတိကြီးနဲ့အစင်းနေနဲ့တောင်းမပူပဲနဲ့လှုပ်ထားပြီးနောက်ဆုံးကန်စီလိုတကယ်ကြီးပြီးလာတဲ့အနေအထားကြောင့်မှလိုက်တဲ့အချိန်မှာလုံးဝမမီတော့ကြတော့ကန်စီလိုကရှေ့က space လွတ်သွားတဲ့ region ကိုပေးလိုက်တယ်region ကနေပဲကျွန်တော်တို့ဒီလုံးမှာဆိုရင် Zoom Media Region ကိုဖြတ်လိုက်ရတဲ့အတွက်အဝါကက်ထိသွားတာဖြစ်တယ်ဒါ SC ကနေပဲစလာတယ်ဆိုတော့နောက်တစ်ပုံကကြည့်ရင်လည်း Chelsea ဘေးတက်တယ်တော့မယ် Arsenal ကစားသမားတွေ Chelsea ရဲ့ဘေးတက်ကို present လုပ်ဖို့လိုက်နေတယ်နောက်တန်းမှာကူနီရတဲ့ Declan Rice တောင်မှာ present လုပ်ဖို့အတွက်ရှေ့ဆုံးမှာရောက်နေတဲ့အနေအထားမှာ SC အနေနဲ့ဒီပုံထဲမှာတော့မပါလာသေးဘူးနောက်တစ်ပုံကပါလာပြီး SC ဘောလုံးက Gusto စီရောက်တော့ဒီ Fofana စီရောက်တော့မယ်အဲ့ဒီထားမှာ SC ဘာလုပ်မလဲကြည့်လိုက် Fofana နဲ့ SC အကွာကိုကြီးကအကျယ်ကြီးပဲအဲ့တော့ကြတော့ဒီလုံးကြီး Fofana ရောက်တဲ့အချိန် SC တွားလို့ဘလို့မှမမိနိုင်ဘူးဒါကလေးရစားသိတယ်အဲ့တော့ SC ဘာလုပ်အောင်လဲဆိုရင်ဖြစ်တင်တာကသူ့နောက်ကပေါ်လာမဲ့ speed တွေကိုကာဗာလုပ်ပြီးတော့ AC ဘောလုံးကိုဒီ Fofana ရဲ့ဒီ distribution area ကိုဒါအကျယ်ကြီးမဖြစ်အောင် SC အနေနဲ့လမ်းကြောင်းတွေပိတ်ထားမယ်အနေအထားမျိုးမှာ SC ဒါခွေးတန်းလိုပဲခွေးယူမောင်းလိုပဲတွားပြီးတော့ဝုန်းဆိုပြေးလိုက်တဲ့အနေအထားမျိုးမှာ Fofana သူ့နောက်ကလွတ်သွားတဲ့ speed တွေက Gusto ပေးလိုက်တယ်Gusto အလူကြီးရသွားတယ်ဒီအနေအထားမျိုးမှာလည်းကြည့်လိုက်အာဆင်နယ်ကစားသမားတွေဒီပုံထဲမှာဆို9ယောက်ရှိတယ်ဒီဆာကာတို့မေရီနိုတို့ကအစနောက်ကိုပြန်ပြီးတော့ပြေးဆင်းမှုပြင်နေတဲ့အနေထားမှာ SC ရဲ့ဒါ body position ကိုကြည့်လိုက်တဲ့အနေထားမှာပြေးရင်ရဲ့ပုံလည်းမပေါ်ဘူး ACC ပဲဒါလုံးဝကိုပြန်လိုက်တဲ့ပုံစံမပေါ်တဲ့ပုံစံမြင်ခဲ့ရတယ်ဆိုတော့ SC အနေနဲ့ဒီပွဲစဉ်မှာSC ရဲ့တကယ်ကိုကျွန်တော်တို့ကြိုက်တဲ့ကစားသမားမျိုးပါဒီကိုတွင်းတာတွေဒါကိုဖန်တီးတာတွေတကယ်ဒါ key movement တွေလုပ်ပေးနိုင်ပေမဲ့တကယ်ဒီပွဲစဉ်မှာတော့ဒါ present ဘိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအားနည်းမှုတွေရှိကြတာကိုတွေ့ရတယ်ဆိုတော့ဒါတပိုင်းဆိုတော့အာဆင်နယ်နည်းနည်းကဒီလိုမျိုးကျွန်တော်တို့ဒါ Chelsea ရဲ့ဘေးတက်တဲ့အချိန်မှာလည်း pressing ကောင်းမလုပ်နိုင်ဘူးကိုကဘေးတက်တရတဲ့အချိန်အနေထားမှာလည်း Mosquera ဒါ ball progress ball distribution ကောင်းမလုပ်နိုင်တဲ့အတွက်ဒီပွဲစဉ်မှာအာဆင်နယ်ရဲ့ဒါကစားပုံကောင်းကိုကျွန်တော်လုံးဝမမြင်တွေ့ခဲ့ရလို့ပဲကျွန်တော်တို့သုံးသပ်ရမယ်ဒါတပိုင်းဒီဂိုးသွားတဲ့အလုံးတွေကတော့ပြောမယ်ဆိုရင်တော့ပြောစရာကြီးအများကြီးပဲအခုဒီပုံမှာဆိုရင်ကျွန်တော်တို့ရှင်းပြောရရင်ဂိုးကဖြစ်ကိုမဖြစ်ခဲ့တင်တာဂိုးသွားတဲ့အလုံးကကျွန်တော်တို့ဒီပြစ်ဒဏ်ဘွားတွေလာခဲ့တယ်ဒီပြစ်ဒဏ်ဘွားမှာဆိုရင်ကြည့်လိုက်ဟင်ဂပီယာနဲ့ဒီနဲ့ပက်ထရိုနဲ့ခေါင်းရှင်တိုက်တယ်ဘာမှမဆိုင်တဲ့ပြစ်ဒဏ်ဘွားကြီးဟင်ဂပီယာခေါင်းတိုက်တယ်ပက်ထရိုနဲ့ထရိုနောက်ဒီရာဦးပက်ထရိုနောက်ကနေတိုက်တာလည်းမဟုတ်ဘူးဘေးကနေရှင်းတိုက်တာလည်းမဟုတ်ဘူးခေါင်းကနှစ်ယောက်ပြိုင်တူလူတိုက်လိုက်တာအဲ့တိုက်တဲ့အနေထားမှာဒီပါချင်းနဲ့ထင်း
ထစ်တာချစ်တာတွေရှိမှာပဲသူ့ကိုတိုက်တာလည်းမဟုတ်အဲ့နေထားမှာပြည့်တယ်မောပေးလိုက်တယ်ထိတာကလည်းအခုပုံမှန်ဆိုရင်ကြည့်လိုက်ဘာမှဟိုဒီနှစ်ထင်းကိုမထိတဲ့လုံးမှာဒီအဲ့လိုလှည့်တဲ့နေထားမှာနှစ်ထင်းကိုပို့ပြီးတော့မှဟန်ဆောင်နေအဲ့နေထားကနေပြည့်တယ်မောပေးရပြည့်တယ်မောမှာဆိုရင်နောက်တစ်ဆင့်ထပ်มาတဲ့ဒေးဗစ်ရိုယာဘောလုံးကအဝေးကြီးပဲကိုနေရာကိုမနေဘဲနဲ့ဘာလို့ပြေးသွားလဲကျွန်တော်စဉ်းစားလို့မရဘူးဒေးဗစ်ရိုယာကတကယ်ကိုဒီကျွန်တော်တို့ပြည့်တယ်မောတွေပေးရပြီဆိုရင်သူ့ရဲ့ position ကတော်တော်လေးကိုအမြဲတမ်းလို့အောက်နေတာတွေ့ရတယ်တော်တော်လေးကိုအားမရဘူးကျွန်တော်ပြီးခဲ့တဲ့ဒါလေးဘာဝုန်းနဲ့ပွဲစဉ်မှာဆိုရင်လည်းပေးလိုက်ရတဲ့ပြည့်တယ်မောမှာဆိုရင်တကယ်ဟို support line ကန်တာကောင်းလို့ကောင်းပါတယ်ဒါပေမဲ့ David Raya အနေနဲ့တော်တော်လေးကိုအားနေခဲ့တာလို့တွေ့ရတယ် position ယူတဲ့ဘိုင်းမှာဒီပွဲစဉ်မှာဆိုရင်လည်းကြည့်လိုက်တော်တော်လေးကိုအားနေခဲ့တယ်မလိုရတဲ့အလုံးကြီးကိုပြေးလိုက်သွားတယ်ပြေးလိုက်သွားတဲ့အနေထားမှာပတ်ထူကတက်လိုက်တဲ့အနေထားမှာပုတ်တာတော့ကောင်းပါတယ်ဒါပေမဲ့မှန်တိုင်းပြောရင် तू ရှိတာကကျွန်တော်ခုပြထားတဲ့နေရာမှာရှိနေရမှာပြေးမလိုက်ပဲနဲ့ရှိနေရမှာ तू ဘောလုံးကဝေးသွားပြီဝေးသွားတဲ့အတွက် तू တက်ပုတ်လို့မရတော့ဘူးတက်ပုတ်လို့မရတော့ဘူးဆိုတာသိပြီဆိုရင်ကိုယ့်နေရာကိုပြန်လာ back လုပ်ပြီးတော့တိုက်လာမယ့်အလုံးကိုဖမ်းဖို့အတွက် तू ပြင်ရမှာအဲ့ဒီထားမှာ तू ဘောလုံးကိုမျောပြီးတော့လိုက်သွားတယ်လိုက်သွားတဲ့အနေထားမှာ position ကအောက်နေတဲ့အတွက်မမီကန်နဲ့ပုတ်လို့ရတဲ့အနေထားမှာတောင်းကန်ကိုပေးလိုက်ရတယ်အဲ့တောင်းကန်ပေါ်ကနေပဲဂိုးသွင်းသွားတယ်ဆိုတော့ဒါကတော့ဂိုးသွားတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့เนาะဆိုတော့ဒီပွဲစဉ်မှာတော်တော်လေးကိုအာဆင်နယ်နဲ့ပြောစရာကြီးများခဲ့တယ်ဒါပေမဲ့ပြောစရာကြီးများခဲ့ပြီမဲ့လေတကယ်ချီးကျူးစရာကောင်းတာတော့ Declan Rice ပဲဖြစ်တယ် Declan Rice အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာမိနစ်90အပြည့်ကစားခဲ့သည့်တိုင်အောင်ဒီပွဲစဉ်မှာလည်းမိနစ်90ထပ်ပြီးကစားခဲ့တယ်ဒီပွဲစဉ်မှာကစားခဲ့ပြီမဲ့လည်းသူ့ရဲ့ဒါကစားအားကဟိုဒီအနည်းငယ်တော့ကြာနေခဲ့ပေမဲ့တကယ်အရေးပါတဲ့ဒါအာဆင်နယ်ကိုကယ်တင်မှုတွေပြုလုပ်ပေးခဲ့တာကိုတွေ့ရတယ်အထူးသဖြင့်ဒါဒီအခုဆိုရင်ဒါ Neto ရဲ့နောက်ဆုံးကန်ချက်ကိုဒါဘလော့လုပ်ခဲ့တာတွေအခုဒီနောက်တစ်ခုမှာဆိုရင်လည်းဒီအန်ဇူဖာနန်ဒက်ရဲ့ဒါဆိုရင်မိနစ်80ကျော်နေပြီမိနစ်80ကျော်နေတဲ့အနေထားမှာတရားရုံးအနေထားမှာဒီအန်ဇူဖာနန်ဒက်ဒါ Declan Rice ကိုကြော်သွားပြီဆိုရင်နောက်ကဘေးကရှိတဲ့ဒီဟိုပြီးတော့မှာတခြားကလာမှနာမည်တော်မေ့နေသူပြီးတော့မယ့်အနေထားမှာခါနာချိုပြီးတော့မယ့်အနေထားမှာလုံးဝကို Declan Rice ရဲ့ဒါကွက်တီကြတဲ့တက်ခဲကိုကျွန်တော်မြင်ခဲ့ရတယ်အကွေအဲ့လိုသာပေးလိုက်ပြီဆိုရင်အာဆင်နယ်နဲ့တရားရုံးထောင်မှရှုံးရင်ဒီဆက်တော့ကျွန်တော်အနေထားတွေပိုဆိုးသွားနိုင်တယ်ဒါတစ်ပိုင်းဒီအပြင် Declan Rice အနေနဲ့ဒါဟင်ဂပီယာနဲ့မော်စကိုယာတို့ကိုဒါ confidence ကောင်းအောင်ပေးချင်တာရောဒါဆာလီဘာဂါဘရီယယ်မပါတဲ့နောက်တန်းကိုသူ့အနေနဲ့စိတ်မချတာတော့ကြောင့်မို့လဲအမြဲတမ်းလို့ဒါဇူမန်လီရဲ့နောက်ထိကိုရောက်ပြီးတော့နောက်တန်းကိုအမြဲတမ်းကူညီခဲ့တဲ့အနေအထားမျိုးတွေလည်းအများကြီးတွေ့ခဲ့ရတယ်ဒါ Declan Rice ကောင်းကွက်တွေပေါ့နော်ဆိုတော့ကြတော့ဒါဒီဘောစင်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့ကဟိုအရန်ကြီးတော့ဟိုကိုကစားပုံနဲ့စိတ်ပြက်ပေမဲ့ဒါရတဲ့အပိုင်းအနေနဲ့တော့စိတ်တော့အရန်ကြီးပြက်စရာတော့မရှိဘူးကျွန်တော်ဒီလိုမျိုးဒါဆူဆူရွာဖြစ်နေတဲ့ဒါခြေစမ်းမျိုးမှာဟို1-1ကြားခဲ့တယ်ဒါချက်စီကွင်းနဲ့တမှတ်ယူနိုင်ခဲ့တာပဲဒါမစိုးဘူးလို့ပဲဒါပြောရမယ်ဒါတော့ကျွန်တော်ဒါအာဆင်နယ်အသင်းနဲ့ဒါချက်စီအသင်းတို့ရဲ့ဒါ1-1ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါသုံးသပ်ပေးရဖြစ်ပါတယ်ဒီပြင်အာဆင်နယ်နဲ့တချို့တွေကမေးခွန်းထုတ်ကြတယ်ဒါ10ယောက်17ယောက်ရှိတဲ့အပိုင်းမှာဘာကြောင့်မို့လို့ချက်စီကိုဒါတန်ဖိုးမြင့်ပြီးတော့မတိုက်နိုင်တာလဲမဖိနိုင်တာလဲဆိုတာလဲကျွန်တော်ဒီပုံထဲမှာကြည့်မယ်ဆိုရင်ချက်စီရဲ့ဒါတမန်တိုက်စစ်တွေကတော်တော်လေးကိုကြောက်ဖို့ကောင်းတာတွေ့ရတယ်အာဆင်နယ်ကိုဒါ10ယောက်17ယောက်ဖြစ်နေသည့်တိုင်အောင်သူတို့ဘောလုံးရပြီဆိုရင်ဒါ quick transition ကနေအာဆင်နယ်ကိုပြန်ပြီးတော့ဒါထိုးနှက်တဲ့အပိုင်းတွေမှာဆိုရင်ချက်စီကအမြဲတမ်းလို့9ယောက်6ယောက်9ယောက်လောက်တိုက်စစ်ကိုလိုက်ပါပြီးတော့အာဆင်နယ်ကိုပြန်ပြီးတော့ဂိုးသွင်းဖို့ကြိုးစားခဲ့တာတွေ့ရတယ်ဒါကြောင့်မို့အာဆင်နယ်အနေနဲ့ကလည်းစိတ်လိုလက်ရချက်စီကိုလွတ်လွတ်လပ်မတိုက်နိုင်ခဲ့ဘူးဒါချက်စီရဲ့တံပြန်တွေကိုပြန်ပြီးတော့ဒါလန့်နေရတဲ့အတွက်ပေါ့နော်ဒါကြောင့်မို့လဲအာဆင်နယ်အနေနဲ့ကဒီပွဲသာပြီးသွားတယ်အခွင့်အရေးများစွာမဖန်တီးနိုင်ခဲ့ပဲနဲ့ဒီတယောက်ရောအသင်းကိုဒါတည်တမှတ်ပဲခွဲယူနိုင်ခဲ့တာကျွန်တော်တွေ့ခဲ့ရတယ်ဒါကတော့ကျွန်တော် Chelsea 1-1 Arsenal ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးချက်ကိုပြုလုပ်ပေးသွားဖြစ်ပါတယ်တခြားအမြင်တွေရှိရင်လည်းဒါ comment ထဲမှာဝင်ရောက်ဆွေးနွေးပြသလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်